ကုန်ရှိတယ် မင်္ဂလာပါကလေးတို့ရေညဘက်ရောက်ရင်ဖင်လေးတွေကနေမီးရောင်လေးတွေလင်းလင်းလာတတ်တဲ့ပိုးဆုံးကျူးလေးတွေကိုတာတာမီမီတို့မြင်ဘူးကြလားဟိုးတာယာလှပတဲ့တောအုပ်ကြီးတစ်ခုထဲမှာပိုးဆုံးကျူးအုပ်စုကြီးတစ်ခုရှိတယ်ညဘက်ရောက်ပြီဆိုတာနဲ့ပိုးဆုံးကျူးလေးတွေဟာမီးရောင်လေးတွေလင်းပြီးတောအုပ်ထဲမှာပျော်ပျော်ရွှင်ရွှင်ပြန်တန်းကစားကြတာပေါ့ဒါပေမဲ့သူတို့ထဲမှာလင်းလင်းလို့ခေါ်တဲ့ပိုးဆုံးကျူးလေးတစ်ကောင်ကတော့အမောင်ကိုအယမ်းကြောက်တယ်အဲ့ဒါကြောင့်သူကညဘက်ဆိုအပြင်ထွက်မကစားရဲပဲတိရွှေကြီးတရွအောက်မှာပုံပြီးအမြဲတမ်းငိုနေတတ်တယ်။တနေ့ညမှာတော့လင်းလင်းဟာတိရွက်အောက်မှာပုံနေတော့အပြင်ဘက်ကနေအီဟီကဲကြပါအောင်ဆိုတဲ့ငိုတန်လေးကိုကြားလိုက်ရတယ်။လင်းလင်းလည်းတက်တိမွေးပြီးချောင်းကြည့်လိုက်တော့အမီနဲ့ကွဲသွားပြီးလမ်းပြောက်နေတဲ့ဖားပေါက်စလေးတစ်ကောင်ကိုတွေးလိုက်ရတယ်။ဖားကလေးကအမှောင်ထဲမှာဘာမှမမြင်ရတော့ရှေ့ကိုမသွားရဲပဲကြောက်လန့်ပြီးငူးနေရှာတာလင်းလင်းကဖားကလေးကိုတနာသွားပြီမဲ့သူ့ကိုယ်တိုင်ကလည်းအမှောင်ကိုကြောက်နေတော့ဘာလုပ်ရမှန်းမသိဖြစ်နေတယ်အဲ့ဒီအချိန်မှာလင်းလင်းရဲ့မေမေရောက်လာပြီးတားလေးလင်းလင်းဖားကလေးကိုကူညီလိုက်ပါလားလို့ပြောတယ်လင်းလင်းကတားအမောင်ကိုအရန်ကြောက်တယ်မေမေလို့ပြန်ပြောတော့မေမေကတားကြီးအမောင်ဆိုတာကြောက်စရာမဟုတ်ပါဘူးတားရဲ့ကိုယ်ထဲမှာအမောင်ကိုခွေးနိုင်တဲ့အလင်းရောင်လေးပါပြီးသားပါတားကိုတားယုံကြည်ပြီးကြိုးစားကြည့်လိုက်ပါလို့အားပေးစကားပြောလိုက်တယ်လင်းလင်းလည်းမိမိစကားကြောင့်အားတက်သွားပြီးမျက်လုံးကိုစုံမိတ်အသက်ကိုပြင်းပြင်းရှူပြီးသူ့ရဲ့မီးရောင်လေးလင်းလာအောင်အားယူလိုက်ပါတော့တယ်ရုတ်တရက်လင်းလင်းရဲ့ဖင်လေးစီကနေအရန်ကိုလင်းထိန်ပြီးလှပတဲ့အဝါရောင်မီးရောင်လေးထွက်ပေါ်လာပါတော့တယ်။အဲ့ဒီအလင်းရောင်ကြောင့်အနီးနားပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားတာပေါ့။လင်းလင်းကအမောင်ကိုမကြောက်တော့ပဲဖားကလေးစီပြန်သွားပြီးလာငါနောက်ကလိုက်ခဲ့မီးမီမီစီငါလိုက်ပို့ပေးမယ်ဆိုပြီးရှေ့ကနေမီးထိုးပြီးလမ်းပြပေးပါတော့တယ်။ဖားကလေးလည်းအယမ်းဝမ်းသာသွားပြီးလင်းလင်းရဲ့အလင်းရောင်နောက်ကိုတောင်းလျှောက်လိုက်သွားရကနေနောက်ဆုံးတော့သူ့မိမိနဲ့ပြန်တွေ့သွားပါတော့တယ်။အဲ့ဒီနေ့ကစပြီးလင်းလင်းဟာအမှောင်ကိုလုံးဝမကြောက်တော့ပဲညတိုင်းတငယ်ချင်းတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ပြန်တန်းကစားပါတော့တယ်။ကဲကလေးတို့ရေဒီပုံမြင်လေးကနေဘာသိရလဲဆိုတော့လူတိုင်းမှာကိုယ်ပိုင်အစွမ်းအစလေးတွေရှိကြတယ်။ဒါကြောင့်ဘာကိုမှမကြောက်ဖဲမိမိကိုယ်ကိုယုံကြည်မှုရှိရမယ်။ပြီးတော့ဒုက္ခရောက်နေတဲ့သူတွေကိုလည်းကူညီပေးရမယ်ဆိုတာပါပဲ။နောက်နေ့တွေလည်းပုံမြင်ကောင်းလေးတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့အောင်နော်။တတား